D3 lesson 3 hello single line command ဆိုပြီးတော့သူကဒီ JavaScript file နဲ့မဟုတ်ဘဲနဲ့တွားပြီးတော့မှန်ထားလို့ control H ဒီ script ထဲမှာ script နောက်ရေးလိုက်ရင်ပေါ်ရလားဆိုတော့မပေါ်တော့ဘူး single line command မှာဒီကတော့ agent မှာနေမှာဆိုရင် command ပေးခြင်းဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဒါ CSS join ဒီစာရေးပါနေတော့ဒီမှာဒီစာရေးပါနေဒီစာမှာပါခြင်းဆိုရင် CSS မှာဆိုရင်ဒီလိုမျိုးလေးပေးရတယ် CSS ကဒါသူက command နော်အဲတော့ GF file မှာဆိုလို့ရှိရင် single line command ဒါမျိုးလေးတုံးတယ် multiple line ကျတော့ starနဲ့တုံးတယ် multiple line command အဲ့ဒါrefresh ချက်ပြန်လာပေါ်လာဆိုတော့မပေါ်ဘူးဒီကောင်လေးတော့ command နေပေးတာဘာဖြစ်လို့ပေးရလဲဆို command ပေးရတဲ့အကျိုးကျေးဇူးတွေရှိတယ်သူက command ပေးရတဲ့အကျိုးကျေးဇူးရှိတယ်သူက to make code easy to understand ပေါ့နော် code တွေကိုပြောမယ်ဆို easy to understand ဆိုနားလည်ဖို့လွယ်အောင်အတွက် command တွေသုံးတယ်ဟိုကြတော့မလိုအပ်တဲ့ဟာတွေပေါ့နော်မလိုအပ်တဲ့ဟာတွေဆိုရင်တော့ပိတ်ထားဖို့အတွက်သုံးတယ် command တွေကြမှာဆိုရင်ဒီ day1 ဟာကိုပဲကြည့်ပါ day1 index.html မှာနော်index.js မှာကြည့်အဲ့ဒါဆိုရင်ဒီမှာ single line command နဲ့ command တွေပေးတာcommand တွေပေးပြီးတော့ပိတ်ထားတာပေါ့ဒီဆို multiple line နဲ့မဟုတ်ဒီမှာဒါလေးဆို multiple line ဒါအဲ့လိုမျိုးပေးတာတော့ to day လိုက်ရှိရ day 11 start ဆိုရင် day 11မှာ start တယ် day 12 start ဆိုရင် day 12 start တယ်အဲ့ဒါအဲ့လိုမျိုးပေါ့သူကလည်းသူဟိုကတော့တရက်နဲ့တရက်အတွက်ကိုသူနှုတ်ထုတ်ထားပြီးသားအောင်မှအဲ့လိုမျိုးပြန်ပြီးမှပြန်ကြည့်ပြီးပြောမှာပေါ့ day 4 start ဆိုရင် day 4ဘာအကြောင်းလဲတင်နေတော့ကိုမကြည့်ချင်တဲ့ချိန်မှာ comment လေးပေးလိုက်ပေါ့နော်အဲ့လိုမျိုးဟုတ်ကတော့ဒီနေ့ day 3 ကြတော့ဘာပြောလဲဆိုလို့ရှိရင် index.html မှာဒီခုနဒီ single line command ဒီ slash ဆိုတဲ့ဟာဒီဘက်ဒီ script file တစ်ခုတည်းမှာမဟုတ်ဘဲနဲ့တော့မရအောင်ပြင်မှာဒါကြီးကို comment ပေးခြင်းနဲ့ဆိုရင် control H ဒီဘက်ကိုတော့ control V အဲ့ဒါ comment တော့ပြင်ဒီဘက်မှာပေါ်နေ comment မဟုတ်တော့ဆိုတော့တန်းသုံးလို့ရတယ်ဒီကောင် comment ပေးခြင်းနဲ့ HTML ဒီလိုမျိုးလေးပေးရတယ် HTML နဲ့ဆိုရင်ဒီလိုမျိုးလေးပေးရတယ်ပေါ့နော် comment ဟုတ်ပြီ programming တိုင်းမှာအဲ့ comment ပေးရတယ်ဟုတ် single line comment ရှိတယ် multiple line comment ရှိတယ်ပြီးကုန်ပေးနေရတော့ဒီလိုမျိုးပဲပေးတာဟုတ်တယ်